ဖြာပုံသားတဲ့ဖြာပုံဆိုတော့ AR တိုင်းရထင်တယ်ကြည့်ပါဦးသူစားတာတမျိုးကြီးနော်အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီခါမှာတော့မကြီးပြရနေပြီးတော့ဖျားပုံတော့ပေါ်လာလို့ဒီပါလုံးဝိုင်းအောင်ပြီးတော့ကြည့်ရှုနေကြတဲ့ရုပ်သံဖိုင်လေးကို reaction လုပ်ပေးခြင်းပါတယ်ဆိုတော့စရအောင်ပါဘယ်ရွာမှာလဲတော့မကြည့်ဘူးတော်ကတ်ရနေကြည့်ပါဦးဒါဒီပါလုံးဝိုင်းပြီးတော့ပုံကြည့်နေကြတာဗျာဒီပါလုံးလူကုန်ပဲကျွန်တော်ဟိုတလောလေးကမှလှူရဲ့အလှူစင်တဲ့လှူကရောမှာဟောအခုတိုင်နေကလှူအကောင်လုံးလဲဒီမှာဒီတစ်ပင်မှာဖျားပွင့်နေဆိုပြီးတော့ဖျားတစ်ပင်ရနေပြီးတော့ဖျားပွင့်နေဆိုပြီးတော့ဝိုင်းအောင်ပြီးတော့ကြည့်နေကြတာတဲ့ဒါဆိုင်ကယ်တွေကားတွေနဲ့ပေါ့နော်ဒီကိုတကားကိုသွားကြည့်နေရတာပြောင်းလိုက်ရပါရင်နော်ကျောင်းဒီတက်မှပူနေတာဟိုဘက်ပြီးတယ်ဟိုဒီတိုင်းကြည့်နေရတယ်ဘုံရထိုက်ကြည့်တော့ခါကကိုယ်ကဆွဲလိုက်ဘောဒါကြောင်ရောတော့ဒါတရားကို9000လောက်နဲ့ဝင်ကြီးကောက်မှဆိုရင်အီလွန်မတ်တို့လိုဘီလီယံနာတွေဘာကြီးတောင်ဖြစ်သွားနိုင်တယ်ဗျဟုတ်ပေါ်ပါဗျာဂိုင်းပြားလေးမှာပေါ့နော်ဖျားပုံလို့ဘုံရထိုက်ကြည့်ဘုံရကြပါထူးကြဖျားပုံတော်လေးပေါ်လာလို့တဲ့မကြီးပင်ရနေပြီးတော့ဘုံရရဲ့ဒိုင်းနေသူဒိုင်းနေတာပဲအားပဲတစ်ပင်ကဖျားပုံကိုပုံပူးဒါတော့နေငယ်ဘက်မှာတွေ့မြင်ရတဲ့အနေအထားပေါ့သူတို့ဒါဖျားပုံတော်လို့ပြောတာပဲဗျဟုတ်ပြမယ်ပုံနဲ့ပတ်သက်ပြီးဒီမှာကြည့်ဒီမှာဆေးထည့်ပြီထည့်ပြီအနေသေးတယ်ထပ်ထည့်တယ်ကဲဒါတော့နောက်ထပ်တယောက်ကွန်းပင်လို့ပြောတာပဲဗျကွန်းပင်တယောက်ထပ်ပေါ်လာပြန်ပြီပေါ့နော်ရုပ်ဆရာကြီးတဆူဖြစ်ကိုဖြစ်ကြမယ်ဗျာဒီမှာထည့်တယ်ဆေးတွေဒီမှာကွန်းလေးထည့်ပြီအကွန်းအရွက်အလုံးပေါင်းရွက်60ပေါ့ရွက်60တဲ့အဲ့တော့မထည့်နိုင်လိုက်ပြီကျွန်တော်မြန်မာနိုင်ငံလူငယ်တွေကလည်းရှင်းရှင်းပြောရရင်တခြားနေရာတွေမှာမရွတ်တော့ကြဘူးအဲ့လိုမဟုတ်တဲ့နေရာတွေမှာရွတ်တော့ကြတာအဲ့လိုမဟုတ်တဲ့နေရာတွေမှာတော်နေကြတာဗျဖြာပုံသားဖြာပုံသားတဲ့ဖြာပုံဆိုတော့ AR တိုင်းရထင်တယ်ကြည့်ပါဦးသူစားတာတမျိုးကြီးနော်ကိုအဲ့လိုစားပြပါလို့ဘယ်သူပဲမြောက်ပေးလေလည်းမသိဘူးနော်ဟုတ်ပါဘူးနော်ဟုတ်ပါဘူးခွေးမထုတ်ဘူးတဲ့မှန်တာတော့ဗျာသူ့အမှန်ကန်ရတယ်မကြမ်းနေပါလေစားနေလို့ပဲဟိုပြန်ရဆိုရင်တော့ငါအားလုံးဖက်ကောဘယ်ကံပဲတော့ငါကဘောရပဲဘုံကကြောက်ပဲပြောရမယ်ကွန်ဘီရင်ဖြစ်ချင်လို့တဲ့ပါရနေဒါလည်းပဲပြဲပေးရပါကွန်ဘီမြောင်လို့ပြဲပေးပါကွန်ဘီကျုပ်ကိုထိန်းနိုင်အောင်နောက်ပြဲပေးရပါဝိုင်းပြီးတော့ပါရကိုဆွဲနေတာသူကွန်ဘီတော့အောက်ကောက်ပုံစံကြီးရတာနက်ကတော့တွေအသားစိမ်း၅စိမ်းတွေကိုစပြနေတယ်လို့ပဲဗျတော်တော်အချိန်နေဆိုးနေပြီမူကဘောလို့မြန်မာကတော့ဝေဖန်မှာချန်ပီယံဟုတ်လားစေးအများကြီးထက်တာမာကြီးတစ်ချက်လောက်ဝေဖန်ပေးပါအောင်နော်
ဒီကချင်ပြည်နယ်မှာဟိုဖျားဦးမှာတက်တဲ့ကောင်မလေးကဘာညာလေးဟိုဖြစ်တဲ့ကိစ္စပုံစံမျိုးကသူကပိုဆိုးတယ်ဗျနော်ဟိုအင်္ဂလိပ်အိမ်မှာကျွန်တော်တို့ဖျားရုပ်ထုနော်ဖနှက်ချွတ်မှာထားတာနော်မကူကွယ်တဲ့ပြင်ဒီကောင်လေးစော်ကားထားတာ ဖျားရုပ်ထုကိုဖက်နှက်စင်ပေးမှာထားတာတွေ့လို့တဲ့ဒီ brother ထိုင်းနိုင်ငံပတ်သက်တဲ့ထိုင်းကဗုဒ္ဓနိုင်ငံဆိုဗုဒ္ဓဘာသာနိုင်ငံဆိုနော် ဗုဒ္ဓဘာသာဆိုပေမဲ့ဗုဒ္ဓဘာသာမကိုးကွယ်တဲ့အိမ်မှာဖြစ်မှာပေါ့ အကုန်လုံးရလာဗျာဒီမှာကြည့်ကြပါလှုပ်ထားတာကျွန်တော်ပြောချင်ပါတယ်ဗျာပြောတော့ထိုင်းနိုင်ငံဗုဒ္ဓနိုင်ငံဆိုဒီမှာအင်္ဂလိပ်အိမ်တဲ့အိမ်မှာနော်ကျွန်တော်တို့ဗုဒ္ဓရုပ်ပွားတော်ခဏချွတ်မှာထားထားတာဗျာဒီကောင်ဒီကောင်ဗျာ မကိုးကွယ်နေမစော်ကားနဲ့ဆိုတာအဲ့ဒါကိုပြောတာဗျကြည့်ပါအောင်ပေါ်တင်ကြီးကိုအောက်တန်းကြကြတိုက်ခိုက်ထားတာဗျာဘာသာရေးကို ဟုတ်တယ်သူတွေ့တဲ့နေရာလေးပဲသူသူရှင်းလေးပဲအဲ့မှာမမြုပ်ဘူးတဲ့သူဒီနေရာ 我这个这拿吧，什么开花呢？喂，哎，你妈还在吃花了？ အခုတူတဲ့နေရာပဲချထားတာဆိုတော့ကြွက်ကြီးတဲ့အကြီးကြီးရှိတယ်ဆိုတော့ကလေးမကြိုက်ပြလို့သိလား ဒါတော့လမ်းဘေးမှာကောက်ရတဲ့ကလေးလေးရဲ့အချင်းကိုမြုပ်ပေးနေရပါတော့ 好吧，年纪嘛，喉咙里了，吃花，他比较磨呢。 ကိုလုံးလေးလေးနဲ့တဲ့ 哎的，喉咙加难了，他比较多的。 နည်းနည်းလေးတူတယ် အချင်းတန်းလန်းလေးနဲ့ဖြစ်မှာဗျာစာနာသိကင်းမဲ့လေးကြတာခွေးတွေဘာတွေကြိုက်တော့လို့ချင်းကလေးတော့မလွယ်ဘူးခိုးတာကလေးလေးကိုလမ်းမှာတွေ့ပြီးတော့ တခါတော့ငါစာရွက်ရှုပ်ပြီးတော့ မွေးသားကြမလို့လုပ်နေကြတာပေါ့နော်ချက်ကြိုးတန်းလိုက်နဲ့ကလေးလေး တော့မငိုးလားမငိုး ဒီလိုမိဘတွေရဲ့လက်ထက်ကလှုပ်သွားတာပဲကလေးလေးအတွက်ဒါတော်တော်လေးကန်ကောင်းတယ်လို့ပြောရမှာပဲဗျာ နည်းတူတယ် 我不会嘛嘞。အောင်မရှိပါ သမီးညင်းတသားလေးတဲ့တသားလေး လူကြီးတွေပြောရတဲ့ဇာတိချက်ကျွေဆိုတာဒါမျိုးပေါ့နော် တော့ရကြောရှိပါဘူး ဒါအချင်းမြောက်တဲ့နေရာဇာတိကိုခေါ်တာပေါ့ဇာတိချက်ကျွေဆိုတာလူတို့မများရှောင်လို့မရတဲ့ data ပေါ့နော်တော်တော်လေးလဲခင်တွေ့ကြတယ်ဗျအဲ့လိုအချင်းမြောက်တဲ့ data တွေကိုယ့်ရဲ့မူရဲ့ဇာတိဆိုရင်ပေါ့နော် ကိုတာသမီးရော လာတော့အပေါက်နှုတ်ထားတဲ့ပေါက်ကြမ်းနဲ့ထုတ်တာပါ တွေ့ငါလည်းတန်းဖမ်း သူကတော့ တိုင်း ဆွန့်ပြစ်သွားတယ်တော့မသိဘူး ဟုတ်ကဲ့နဲ့ဆွဲရည်စားလေး မြင်မသိမိခင်တူကနေပြီးတော့ဒါလာပြီးတော့ အရှင်လေးမြုပ် ဆွန့်ပစ်သွားတာပေါ့ဗျာကလေးလေးကို အိမ်နာရဲ့နောက်ခဲ့တယ်တော်ရဲ့အိမ်နာဒီမှာခုနလုံးတော့1 2 3 4 5လုံး4လုံးဒီနေရာဆိုတော့လူဟိုမဖြစ်ဘူးဆိုတာသူတိလို့သူတိလား လူမပြောက်ဘူးဆိုတာသိလို့ ဆွဲတိုင်းဆွဲတာဆွဲအဲ့နေကပုံလိုက်ပြီးတော့နည်းနည်းဖိနေလိုက်ဖိနေလိုက်ခွေးတွေပါပေါ်ပြပါဆို ချင်းတန်းလိုင်းနဲ့တဲ့လာပြစ်သွားတာ ဒီကောင်ကမဲကနေရှက်မြုပ်ဖြစ်သွားကြဥကင်ရမလေးမိန်းကလေးမှတ်ပြီးတော့ဟေးပြာရိုက်ခတ်လို့လာတော့မိန်းကလေးဆိုရင်ငါယူမနော်မဟုတ်ဘူးယောက်ျားလေးဆိုဟာယောက်ျားလေးဆိုရင်အိမ်မှာနဲတာမဟုတ် ဟောသားတွေပဲဆိုတော့ ဥကင်ကဒါအရှစ်တာကြီး သားတွေပဲဆိုတော့မိန်းကလေးလိုချင်နေတာ လာသွားမယ်စာစရန်နေပါခလေးကိုတန်ရှင်းလေးပါလှုပ်လက်ပြရနေလေနိုင်ငံနေအများအိမ်နာရဲ့နောက်ထဲမှာထဲ ကလေးလေးကတော့ယောက်ျားလေးလို့သိရပါတယ်ဥက္ကရင်အောင်ယောက်ျားလေးဆိုတော့လက်ချော့သွားတယ်ပေါ့နော်သားတွေအများကြီးပဲဆိုတော့ကဲပြီးတော့ကလေးလေးကိုတွေ့ရတော့မှာပါ ကလေးပြစ်လိုက်ပြီလားပြောပြစ်ပြီလား
ဒီကလေးလေးဖြစ်ပါတယ် နော် ရှစ်စရာလေးယောက်ျားလေးမလေးကောင်းမယ် ယောက်ျားလေး တယ်လို့သူ့တန်ရှင်းလေးပါလှုပ်လက်ပေးပြရတယ်လေစာချုပ်စတန်းနဲ့ပါတခါလေးသမီးကိုလွှဲမှာနော် နားလေးဆွဲပေးရင်ပူလာပါပူလာမှာနေရာလေးပြီးပြီးတော့နားလေးဆွဲပေးလိုက်ဟုတ်လား လာပြစ်သွားတယ် ဒီနေရာ ယောက်ျားလေးနော် ဟုတ်ရဲ့ရဲ့ သူအိတ်နေတယ်ထင်တယ် ဟုတ်အဲ့လို့ဆိုလိုက်အောင်နည်းနည်းပြီး โอ ပါ เคโอเคခလေးတန်ရှင်းလို့ပြီးရတယ်ဟိုမတ်ပုံနေနေသမီးတို့ကယူခဲ့နော် ပတ်တရားမှာလိန်ပြောင်းမျိုးသမီးတူရဲရဲဆက်ဆက်အစွမ်းခံလိုက်ရတဲ့တည်င်းကိုပြောပြပေးမလို့ဒီတည်င်းကိုထိုင်းတည်င်းဌာနတွေအားလုံးကတော့တင်ထားပြီတခြားကြည့်လို့ရတယ် ဒီတရေကတော့ထိုင်းရောက်မြန်မာမင်းကလေးတွေအတွက်သတိထားဖို့ပါဗျာပတရားလို့သိရပါတယ်ထိုင်းလို့ဆိုရင်တော့ဖတ်တရားပါနော် တော်ကြီးကိုရက်ဆက်တယ်ရဲရဲဆက်ဆက်ကိုလှုပ်သွားလို့ဖြစ်စဉ်ကဒီ26ရက်နေ့လေ7နာရီခွဲလောက်ကရဲတွေကလူသိဆုံးမှုတစ်ခုဖြစ်ထားတယ်ဆိုတဲ့တည်င်းတစ်ခုကိုရတယ်အဲ့နဲ့ရဲတွေကလည်းအခင်းဖြစ်တဲ့နေရာကိုတစ်စစ်တယ်အခင်းဖြစ်တဲ့နေရာကဒီပတ်တရားကန်းမှာရှိတဲ့အပတ်မန်တစ်ခုမှာဖြစ်သွားတာဒီအပတ်မန်က၄ထပ်ရှိတယ်၄ထပ်မှာအခင်းဖြစ်တဲ့နေရာကဒုတိယထပ်ကအခန်းမှာဖြစ်သွားတာရဲတွေကဒီအခင်းဖြစ်တဲ့အခန်းထဲကိုဝင်စစ်ဆေးကြည့်တဲ့အခါဒီအခန်းထဲမှာရှိတဲ့ရေချိုးကန်းထဲမှာတက်25နှစ်အရွယ်လိန်ပြောင်းမျိုးသမီးရဲ့အလောင်းကိုတွေ့ရဲဒီအလောင်းကရဲရဲဆက်ဆက်ကိုအစွမ်းခံရတာမျိုးဘိုက်ကိုခွဲထားတယ်ခွဲထားပြီးတော့အထက်ကလီစာတွေကိုထုတ်ထားတယ်နှလုံးတွေအဆုပ်တွေကိုလည်းထုတ်ထားတယ်ဒါပေမဲ့ဒီရေချိုးကန်းထဲမှာတွေးစားတွေးနာတွေကတော့မရှိတော့ဘူးဒီကျူးလွန်တဲ့တရားခံကအကုန်လုံးကိုတန်ရှင်လုပ်သွားတယ်ပြီးတော့ဒီအခန်းထဲမှာကတ်ချေတက်လက်လည်းတွေ့တယ်ပြီးတော့ဒီအဝတ်ထုတ်တစ်ထုတ်လည်းတွေ့ရလို့ပြောတယ်အခုကတော့ရဲတွေကဒီကတ်ချီရောဒီအဝတ်ထုတ်တွေရောတက်တွေအနေနဲ့တိုင်းနာပြီပြီးတော့ရဲတွေက ဒီဘေးကအရင်ဝတ်သားဆိုင်မှာတော့လုပ်ဖို့လားမသိဘူးဗျ ဒီတိုင်းမှာရှိတဲ့အဆောက်ကိုမေးမြန်းကြည့်တဲ့အခါအဆောက်ပြန်ပြောတာကဒီခန်းကိုတရုတ်နိုင်ငံသား3ညံဖူအသက်42နှစ်အရွယ်မျိုးသားက25ရက်နေ့ကလာစငားထားတယ်သူကတပတ်စာငားထားတယ်လို့ပြောတယ်26ရက်နေ့မနက်2နာရီလောက်ကြတော့ဒီခန်းကနေစုညံတန်တွေကိုကြားရတယ်ပြီးတော့ဒီလင်ပြောင်းမျိုးသမီးရဲ့ order တွေကိုလည်းကြားရတယ်လို့ပြောတယ်အဲ့လို order တွေကိုကြားချင်းရတော့ဒီအခန်းကိုတော့မကြည့်မိဘူးမနေ့ကျတော့တန်ရှင်လုတ်တဲ့အမျိုးသမီးကိုအဲ့အခန်းကိုတစ်စစ်ကြည့်ခိုင်းတယ်တန်ရှင်လုတ်တဲ့မျိုးသမီးကအခန်းတကားကိုတစ်ခေါက်တဲ့အခါအခန်းထဲကနေတကားလာဖွင့်ပြီးမဲ့လူမရှိတော့မာစတာကီးနဲ့အခန်းကိုဖွင့်ပြီးတော့ဝင်လိုက်တယ်ပြီးတော့ဒီအလောင်းကိုတွေ့ရပေါ့နော်သူကအဲ့လိုပြန်ပြောပြတယ်ရဲတွေက CCTV တွေကိုအကုန်လိုက်စစ်ဆေးကြည့်ရဲ့အခါဒီတရုတ်နိုင်ငံသားကဒီ26ရက်နေ့မနက်6နာရီကျော်လောက်ကျတော့အထုပ်ပိုးရင်းနဲ့ပြန်ထွက်သွားတာကိုတွေ့ရတယ်အဲ့နဲ့ရဲတွေကလည်းအကုန်လုံးတင်ပေးလိုက်တယ်ပေးပြီးတော့ဒီလေစိတ်တွေကအစအကုန်တင်ပေးလိုက်တယ်အဲ့နဲ့ဒီကျူးလွန်တဲ့တရားခံကိုဒီတူနာဘူမီလေစိတ်မှာလာဖမ်းမိသွားတယ်ဒီ26ရက်နေ့မှာပဲလာဖမ်းမိသွားတယ်ဒီကောင်ကဒီထိုင်းနိုင်ငံကနေကိုထွက်ပြေးဖို့ကြိုးစားနေပြီဒါပေမဲ့မထွက်ရသေးခင်ဖမ်းခံလိုက်ရတာအခုကတော့ရဲတွေကဒီတရားခံကိုပတ်တရားရဲစခန်းကိုပြန်ခေါ်လာခဲ့ပြီဟိုအခုစစ်ဆေးနေတော့မယ်တော့ကြီးကိုရက်ဆက်တယ်လို့ပြောလို့ရတာနော်အမျိုးဆိုင်ဝါနော်ခွဲဝါဒီကြိုင်ထုတ်ဝါအလှလှ ဒီကြောင်လောက်ပါ အဲ့ရလေးလာပြောတာနောက်ထပ်တီးရလို့ရှိရင်လည်းပြန်လာပြောပြပေးမယ် ဟုတ်ကဲ့ပါဒီလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်းလိုက်ရ subscribe နှိပ်ထားနေပါတယ်မိတ်ဆွေတို့ရဲ့ထင်မြင်ယူဆချက်လေးကိုလည်းအောက် comment မှာရေးပေးတော့ပါအောင်ခင်ဗျာ